မျိုးသမီးဟာ3ရက်3ညလုံးရေမတောက်ရပဲရင်ငက်လက်သေးလူနီးမှထိနေချိန်မှာတဲကန်တာရဲ့အလဲမှာထူးဆန်းတဲ့အရာတစ်ခုကိုရုတ်တရက်တွေ့လိုက်ရတယ်။အဲ့ဒါကဘာမှမရှိတဲ့နေရာကနေရုတ်တရက်ပေါ်လာတဲ့ရေကန်ငယ်လေးတစ်ခုပဲ။ဝမ်းသာအရာနဲ့အဲ့ဒီရေကန်စီကိုပြေးသွားခဲ့ပေမဲ့သူမလက်ထဲရေကိုခတ်ယူလိုက်တာနဲ့အဲ့ဒီရေကအကြီးချွဲလေးဖြစ်သွားခဲ့တယ်။ဘာလို့ဘာကန်ရမှမသိပဲရပ်နေတော့မှပဲသူမနောက်ကနေတစုံတစ်ယောက်ကတတိပေးတယ်လို့အထန်တိုးတိုးလေးတစ်ခုကိုရုတ်တရက်ကြားလိုက်ရတယ်။နောက်တစ်စက္ကန့်မှာတော့တဲပင်တဲကနေကြီးမားတဲ့သရဝါဒီတစ်ကောင်ထွက်ပေါ်လာတယ်။ကန်ကောက်စွာနဲ့ပဲအမျိုးသမီးဟာလင်းမြန်စွာတုံ့ပြန်နိုင်ခဲ့ပြီးတေဘေးကနေလွတ်မြောက်ခဲ့တယ်။အဲ့ဒီခါမှသူမဟာထိုအယုတ်ဆိုးတဲ့တရဝါဟာတားကောင်တွေကိုဆွဲဆောင်ဖို့အတွက်သူ့ရတတွေးတွေကိုရေအောင်ဆောင်ထားတာဆိုတာသိလိုက်ရတယ်။ကန်အားလျော်စွာယူနီကော်လေးကအချိန်မီတတိပေးလိုက်ပေမဲ့ကျေးဇူးတင်စကားပြောဖို့တောင်အချိန်မရလိုက်ပါဘူး။အဲ့ဒီတရဝါလေးဟာသူမကိုဒီတဲကန်တာရထဲကနေလမ်းပြခေါ်ထုတ်သွားမလို့မျိုးရုတ်တရက်ပြေးထွက်သွားခဲ့တယ်။အမျိုးသမီးဟာလည်းသူ့နောက်ကိုအမိလိုက်ခဲ့တယ်။ယူနီကော်ရဲ့လမ်းပြမှုအောက်မှာအပင်တွေနဲ့ပြည့်နေတဲ့နေရာတစ်ခုကိုသူတို့ရောက်ရှိလာခဲ့တယ်။ယူနီကော်ဟာသူမကိုတခုခုပြသခြင်းလိုမျိုးခေါင်းငုံပြီးတတိပေးဟန်နဲ့နားမှုလိုက်တယ်။အမျိုးသမီးဟာနားလဲသွားပြီးတုတ်တချောင်းယူကတူးဖော်ဖို့စတင်ခဲ့တယ်။အမှန်ပဲအနှဲငယ်စူးစမ်းပြီးနောက်မှာစမ်းရည်တစ်ခုပန်းထွက်လာပြီးသူမဟာလက်ဆက်တဲ့ရေကိုအငမ်းမရတောက်ခဲ့တယ်။နှစ်ဦးစလုံးရင်ငယ်ပြေးပြီးတဲ့နောက်မှာခရီးဆက်ခဲ့ကြပေမဲ့မကြခင်မှာပဲအန်ဒီရဲ့အသက်တွေချောင်းမြောင်းနေပြန်တယ်။လွင်ပြင်တစ်ခုကိုဖျက်ကျော်နေတော့မှအမျိုးသမီးဟာရုတ်တရက်ချင်းဖြောက်မှုကိုခံစားလိုက်ရတယ်။ဒါပေမဲ့သူမတုံ့ပြန်ဖို့အချိန်မရခင်မှာပဲမြေပြင်အလဲကနေအဲ့ရမှာတရဝါကြီးတကောင်ရုတ်တရက်ထပ်ပေါ်လာပါတော့တယ်။